နေရထွန်ရက်ဆိုင်ပြိုးဖို့အတပြားနေပြီးခရီးတွင်မဲ့ကရိယာကြီးလိုက်ရှာနေတယ်အခုတစ်ထိမတွေ့သေးပြီတွေ့ခဲ့တဲ့ဆက်ကလည်းအတပြားတသက်နဲ့ဈေးကြီးပါပြီအခုပဲပါလာတဲ့ထမင်းတုပ်လည်းတိုးတွားရောဟဲ့ကိုရောင်ကိုနီတပ်ပါသွားနေဘယ်ရောက်လာတော့ကိုရောင်ကိုဝါမဟုတ်ဘူးနီးနေတယ်လေဒီလူသားမလေးမဖမ်းနဲ့မောင်မင်းအိုးပွတ်လို့ထွက်လာတာအော်အာလာတောင်မတောင်ဒင်းအာလာဒင်းအော်အာလာတွေကလည်းရေနွေးခရတွေကထွက်လာတယ်လို့ဘယ်ကထွက်လာပေါ့ကဲထွက်လာလက်ဖာနဲ့မထူးတော့ဘူးလိုရဖုတ်တစ်ခုတောင်းလိုရစုက3ခုမဟုတ်ဘူးလားကုန်စည်နှုန်းတွေတက်ရချားထဲမှာတစ်ခုပဲတောင်းမတောင်းတော့ရင်လည်းပြန်ဝင်နေအောင်တောင်းမယ်ရော့ကြိုင်ထောင်းလေယာထူရက်ဆိုင်ပြိုးဖို့ကရိယာဆန်းကြီးကိုအတပြားနဲ့ရရပါလို့ဤကဲဟိုဘက်နဲ့လက်ဖက်တရဘူးကိုသွားနေတော့ဘာကြီးလဲအော်အတပြားတော့ကကြံခဲ့သေးရဘာကြီးလဲတပြားတော့မင်္ဂလာပါရှင်အာလာတင် အားလုံးမဟုတ်သေးဘူးများပါရှင်ဒါဘာကြီးလဲဒါလည်းထုံစက်ပါရှင်လဲထုံစက်ဒီဆက်ကြီးကဘယ်နေရဘယ်ဒေတာဘယ်လိုမြေမျိုးစားမဆိုသုံးလို့ရတယ်စီစားနှုန်းကလည်းတက်တာတယ်ငင်းငါကြီးအား90ပုံရောရေရော2မျိုးလုံးသုံးလို့ရတဲ့ဒါလည်းစီစားကြီးကလည်း25ကလည်းဆန့်တယ်ဒီဟာကလည်းချက်တယ်ညာဟိုက်ဒရိုလစ်ကာဘုံနဲ့ထိမလားပေါ့လားချင်းချောင်းလားကြိုက်တာလားတဲ့လဲဆန်းနဲ့ကရိယာပဲအတပြားရောဘလောက်ကုန်ကြမလဲဈေးကတော့စက်လုံးလေး390ပါယူမယ်နေအောင်ဒီမှာဒီရုံးွယ်ဖွင့်ထိမ့်မဲ့ကာလဖြစ်လို့စားရတဲ့လမ်း2016နှစ်အထိ95လဲရှော့သိန်းနဲ့ရောင်းပေးနေပါတယ်ဒီတော့စက်လုံးဈေးက485သိန်းပဲကျတော့မှာနော်21ရာစုမှာရှိတဲ့စိမ့်လန်းမြေကုမ္ပဏီဈေးကတဲ့ချိုတကူရော့ပါလာသမျှရွှေသားအကုန်ယူသွားဒီလောက်ချိုသားတဲ့ဈေးနဲ့ကရိယာဆန်းယူနယ်အနှက်ပတ်ရှာလာထမင်းတို့သာတိုးသွားတယ်ဘယ်မှမတွေ့ဘူးစိမ့်လန်းမြေကုမ္ပဏီရောက်မှာပဲအကြိုက်တွေ့တော့တယ်ဗျာ